တရက်ကွက်လူဦးရေ310စာဆန်ပြီး310 32ပုံပေါ့ကွာ310ဒါကတော့နောက်ထပ်ဆောင်းလိုအပ်တဲ့အိမ်လုံးဝပြိုသွားသောပုံကိုများအတွက်နေလို့မရသောပုံကိုများအတွက်မနေ့ကတော့85ခုလူတန်းခဲ့ပြီးပါပြီဒီနေ့တိုးချဲ့စရာကွက်တက်မှာနောက်ထပ်တွေ့ရအတွက်အားလုံးပေါင်းတိုးချဲ့စရာကွက်တက်နဲ့ဇေယျကွက်တက်နှစ်ခုပေါင်းမှာလုံးဝနေလို့မရတဲ့ပြိုကျသွားသောအိမ်အလုံး90အပေါ်ယံပြတ်သောအိမ်ဟိုတိုင်းပြိုထရံပွင့်နေလို့ရသေးတယ်လောက်အနေရမရှိသောအိမ်ကအိမ်အလုံးပေါင်း310အဲ့ဒီ310စာအတွက်ဆန်းစီတော့မပါဘူးစီကကုန်သွားပြီဆန်မုတ်ဆေးဆက်ပြဆန်မုတ်ဆေးဆက်ပြရှူဆေးစသဖြင့်ပစ္စည်းမျိုးစုံအထုပ်310တအိမ်မိသားစုတစုကိုဆန်တပြည်နှုံးအိမ်310စာအတွက်ဖြစ်ပါတယ်လုံးဝပြိုကျသွားသောအိမ်နေလို့မရသောအိမ်အတွက်မိုးကာထီးဖနက်မိုးကာအင်ကြီးအဲ့ဒါကတော့လုံးဝပြိုသွားတဲ့အိမ်တွေအတွက်မနေ့က85ခုလူခဲ့ပြီးပါပြီအခုလုံး90ဆိုတော့လိုအပ်တာနဲ့နောက်ထပ်အရေးပေါ်လိုအပ်နေတာအိမ်တော့မပြိုတော့လေကလေးငယ်လေးများအိပ်ရတာအတွက်ကလေးငယ်လေးများမြေကြီးပေါ်မှာအိပ်ရတဲ့အတွက်ခင်းလိုအပ်တယ်လို့တောင်းဆိုလို့အဲ့ဒါမွေးကားစားကလေးများအတွက်ခင်းလေးတွေထည့်လှူမှာဖြစ်ပါတယ်